အသိပညာနဲ့ပတ်သက်ပြီးတော့လူ၃မျိုးတို့ဟာပဲအမျိုးစားတဲ့ပါတယ်လေကိုယ့်ကိုကြည့်မြတ်စွာဘုရားသတ်မှတ်ပေးထားတဲ့၃မျိုးကိုရှင်းဥစွာနားထောင်ကြည့်နားထောင်ကြည့်ပြီးတဲ့အခါမှာတို့ဟာပဲအမျိုးစားလေဆိုတော့ကိုယ့်ကိုဆုံးဖြတ်အောင်ဖြစ်တယ်မကောင်းတဲ့အမျိုးစားတဲ့ပါနေရင်ကောင်းအောင်ကြိုးစားဖို့ဒါကိုလုံးရမယ်အလုပ်ပဲနော်ကောင်းပြီမြတ်စွာဘုရားကတလောကလုံးမှာရှိတဲ့လူသားတွေကို၃မျိုး၃စားခွဲခြားကြည့်လိုက်တယ်နံပါတ်1အမျိုးစားကတဲ့ပညာမျက်စိနှစ်ဖက်လုံးမရှိတဲ့လူမျိုးတဲ့ဘာပညာမျက်စိတော့ဆိုလို့ရှိရင်စီးပွားရှာတတ်တဲ့ပညာမျက်စိလည်းမရှိဘူးကိုယ်ချင်းတရားနဲ့ပတ်သက်တဲ့လည်းပညာမျက်စိမရှိဘူးဆိုလိုတာကစီးပွားရေးမျက်စိလည်းမရှိဘူးဘဝမှာကြီးပွားတိုးတက်အောင်လည်းမလုပ်တတ်ဘူးစီးပွားဥစ္စာလည်းမရှာတတ်ဘူးဒီမျက်စိကသူ့မှာမရှိဘူးကိုချင်းတရားနဲ့ပတ်သက်ပြီးကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်လုပ်တဲ့နာနဲ့မလုပ်တဲ့နာကုသိုလ်နဲ့အကုသိုလ်ပြည့်ရှိတာနဲ့ဖြစ်ခင်းတာခွဲခြားသိနိုင်စွာရှိတဲ့ပညာမျက်စိကလည်းမရှိဘူးဒီနှစ်ခုခုခေတ်လိုခေတ်ပညာတတ်ပုဂ္ဂိုလ်တွေနားလည်အောင်ပြောမယ်ဆို eye for economy စီးပွားရေးမျက်စိကတစ်ခု eye for morality ကိုချင်းတရားနဲ့ပတ်သက်တာမျက်စိတစ်ခုမျက်စိနှစ်ခုရှိအဲ့ဒီမျက်စိနှစ်ခုလုံးမရှိတဲ့ပုဂ္ဂိုလ်ကိုဒုက္ခိတလို့ပဲခေါ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာတဲ့မြတ်စွာဘုရားပြောတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒီဘဝမှာလည်းချမ်းသာကြောင်းစီးပွားဥစ္စာတိုးတက်အောင်မလုပ်တတ်ဘူးတဲ့နောက်ဘဝကောင်းစားရေးကုသိုလ်ကောင်းမှုလည်းမလုပ်တတ်ဘူးဒါကြောင့်မို့လို့ဥပယထကလိကဟောဒီဘဝမှာလည်းအရှုံးနောက်ဘဝမှာလည်းအရှုံးအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့လူဖြစ်ကြိုးမနှက်ဘူးလူတော့ဖြစ်ပါရဲ့ဘာမှလူဖြစ်ကြိုးမနှက်တဲ့ပုဂ္ဂိုလ်မျိုးသူဟောတာအဲ့တော့လူဖြစ်တိုင်းဒီအကျိုးနှက်တယ်လို့မထင်လေနဲ့ဒါဖြင့်လူဖြစ်ဖို့အကျိုးနှက်ဖို့ရပညာမျက်စိအဓိကဆိုနားလည်အောင်ဒီနေရာနော်အဲ့တော့ကိုယ်မှာလူဖြစ်လာလို့ရှိရင်စီဝါရှာရတဲ့မျက်စိမရသေးတဲ့စိတ်စဉ်ဥစ္စာကိုရအောင်ရှားပြီးသားစိတ်စဉ်ဥစ္စာတိုးတက်လာအောင်လုံနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့အမြင်ကိုစီဝါရေးမျက်စိလို့ခေါ်တယ်။ဒါကအကောင်းတဲ့အဆိုးအကြောင်းနဲ့အကျိုးလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားသိတာကိုချင်းတရားနဲ့ပတ်သက်ပြီးတော့သိတဲ့မျက်စိကိုeye for morality ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိအဲ့တော့ဒီနှစ်ခုဟာလူဖြစ်လာတဲ့ပုဂ္ဂိုလ်အတွက်လိုအပ်တဲ့ပညာမျက်စိနှလုံးလို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒီနှလုံးသလုံးမရှိဘူးဆိုလို့ရှိရင်လူရဲ့ဒုက္ခိတများတာဖြစ်တယ်လူဖြစ်ကြိုးမနှက်ဘူးကဲနောက်တစ်ဦးကြည့်လိုက်အောင်မျက်စိနှလုံးထဲကတစ်လုံးတော့ရှိတယ်ဘာလဲ eye for economy စီးပွားတော့ရှာတတ်တယ်သို့တော့ကိုချင်းတရားကကိုချင်းတရားနဲ့ပတ်သက်ပြီးအကောင်းနဲ့အဆိုးအကြောင်းနဲ့ကျိုးပြည့်ရှိတာနဲ့မရှိတာလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားမသိဘူးသူကစီးပွားရရင်ပြီးရောဘယ်လိုပဲလုပ်ရဘာပဲလုပ်ရအဆံရပြီးရောဆိုရဲစီးပွားရေးရှာတတ်တဲ့ပုဂ္ဂိုလ်တွေကတစ်မျိုးရှိအဲ့ဒီပုဂ္ဂိုလ်ကြတော့တစ်ဖက်ကတော့အမြင်ရှိပါရဲ့တစ်ဖက်ကလုံးဝအမြင်မရှိအဲ့တော့လူလောကမှာလည်းပဲမျက်စိတစ်လုံးပြည့်နေလို့ရှိရင်မပြည့်စုံတဲ့ဒုက္ခိတတွေပါသွားတာနော်မျက်စိတစ်လုံးသာရှိတဲ့ပုဂ္ဂိုလ်စီးပွားရေးမျက်စိတစ်ခုတည်းသာရှိပြီးကိုယ်ကျင့်တရားမျက်စိမရှိဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာရနိုင်တဲ့နည်းနဲ့ဓမ္မလမ်းကြောင်းအဓမ္မလမ်းကြောင်းသူစရိုက်ဒုစရိုက်ဘာကိုမှမစင်စားပဲနဲ့စီးပွားဖြစ်ပြီးရောဆိုပြီးမကောင်းတဲ့နည်းတွေနဲ့စီးပွားရှာချမ်းသာဒုက္ခရပြီးမျက်စိနှလုံးမိတ်သွားတဲ့အခါဒီစီးပွားဥစ္စာတွေထားပစ်ခဲ့ပြီးဘယ်ရောက်သွားလို့ဆိုအပင်ငရဲရောက်ပါနော်ကိုချင်းတရားမရှိသည့်အတွက်ကြောင့်
နောက်ဘဝကောင်းစားဖို့အတွက်ကုသိုလ်ကောင်းမှုကတစ်ခုမှမရှိသည့်အတွက်ကြောင့်ဒီဘဝတော့သူရှာဝေထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ချမ်းသာနိုင်သေးတယ်ဒီဘဝတောင်မှစိတ်မချရဘူးကိုချင်းတရားပြက်ပြားတဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းဒုက္ခရောက်သွားတာတွေအများကြီးရှိတယ်ပေါ့ဒါကြောင့်မို့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာကြောင့်ဓမ္မဓမ္မေနတထောသောတရားတဲ့နည်းနဲ့ရောမတရားတဲ့နည်းရောနိမျိုးစုံအသုံးပြုပြီးကောက်ချစ်ဆင်းလဲစွာစေပွားဥစ္စာရှာဖို့ကြတော့ကုသလောဟောတိသင်္ခါတုံကျွမ်းကျင်နေတဲ့အဲ့ဒီဘက်ကကျွမ်းကျင်နေသုံးနေဖြုံးနေသို့တော့ဤတောသောနိရိယံခန္ဓဝါဧကသက္ခုဝိဟညတိမျက်စိနှလုံးမိတ်လိုက်တာနဲ့တပြိုင်နက်သူရှာတဲ့စေပွားတွေဟာအကုန်ထားခဲ့ရတယ်တခုမှယူသွားလို့မရအဲ့ဒီကြလို့ရှိရင်တော့ဤဘဝရဲ့အချမ်းမဲ့ရောက်လိုက်တာနဲ့တပြိုင်နက်သူဟာဆင်းရဲဒုက္ခတွေကပဲကြိုဆိုနေမှာပဲဖြစ်တယ်မြတ်စွာဘုရားကဒီလိုဟောတာနော်အဲ့တော့လူဘဝရပြီဆိုလို့ရှိရင်စီးပွားရေးမျက်စိတစ်ခုတည်းသာရှိတဲ့ပုဂ္ဂိုလ်ကလည်းပဲအန္တရာယ်ကြီးမားတယ်ပစ္စရှိအောင်ရှာတတ်တော်လဲကိုကျင့်တရားပြည့်ပြားနေသည့်အတွက်ကြောင့်အန္တရာယ်ကြီးမားတဲ့ပုဂ္ဂိုလ်လူရဲ့တန်ဖိုးမပြည့်ဝတဲ့ပုဂ္ဂိုလ်လို့ပဲဒီလိုပဲပြောဖြစ်တယ်အေးစီးပွားရေးမျက်စိလည်းရှိတယ်ကိုကျင့်တရားမျက်စိလည်းရှိတယ်ဆိုတဲ့မျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်ကြတော့ဒွိသက္ခုပနာအခါတော်တစ်ထောပုရိသပုဂ္ဂလောအဲ့ဒါမှလူတွေကအကောင်းဆုံးလူအမြတ်ဆုံးလူသားလို့ပြောစီးပွားလဲရှာတတ်ရမယ်ကိုကျင့်တရားလည်းကောင်းဒီနှစ်ခုဆိုလို့နော်စီးပွားရေးမျက်စိလည်းရှိရမယ်ကိုကျင့်တရားနဲ့ပတ်သက်တဲ့မျက်စိလည်းရှိရမယ်အဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝလည်းကောင်းမယ်နောက်ဘဝလည်းကောင်းတယ်လို့လူလောကကြီးကိုမြတ်စွာဘုရားကသုံးပုံပိုင်းခြားပြီးတော့မနတ္တဘာဝလူဒုလဘောလို့ဟောတဲ့နေရာမှာဟောပေမဲ့လို့ဒီနေရာမှာလူကိုသုံးမျိုးသုံးစားခွဲခြားပြီးဟောထားခဲ့တယ်တို့တွေဟာအန္တလို့ခေါ်တဲ့မျက်စိနှလုံးမရှိတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရဘူးဧကသက္ခုလို့ခေါ်တဲ့စီဝါရေးမျက်စိသာရှိတဲ့ပုဂ္ဂိုလ်မျိုးလည်းတို့တွေရှောင်ရမှာဖြစ်တယ်ဘုရားဝတ္တဝင်သူတော်စင်တွေအနေနဲ့စီဝါရေးမျက်စိလည်းရှိရမယ်ကိုချင်းတရားကောင်းမွန်တဲ့မျက်စိလည်းရှိရမယ်ဒါမှတို့ဘဝပြည့်စုံလိမ့်မယ်ဆိုတာကိုခံယူချက်အပြည့်အဝထားကြဖို့လိုတယ်ပေါ့ငါမှစီဝါရေးမျက်စိရှိရလားကိုချင်းတရားမျက်စိရှိရလားမရှိသေးရင်ရှိအောင်ကြိုးစားအထောက်အမှာပဲဖြစ်ဒါမှဘဝဟာပြည့်စုံတဲ့ဘဝဖြစ်မယ်